Hello ဒီနေ့ဒီချက် fashion illustration နဲ့ပတ်သက်တဲ့သင်ခန်းစာလေးတစ်ခုကိုပြောပြသွားပါမယ်။အဲ့တော့ဒီသင်ခန်းစာကတော့ fashion illustration လေးလာတဲ့သူတွေအတွက်ကိုညီညွတ်ပြီးတော့ဒါလုပ်ပြလိုက်တဲ့ fashion illustration သင်ရိုးလေးပေါ့နော်ဘယ်လိုလေးလာရမလဲဆိုတဲ့ဟာလေးကိုတစ်ချက်ပြောပြပေးမှာဖြစ်တယ်ပေါ့နော်။ဒီဗီဒီယိုလုပ်ရတဲ့အကြောင်းအရာကြတော့fashion illustration ဆိုတဲ့ drawing လုပ်တဲ့ဥစ္စာတွေဒီသိရမယ့်အကြောင်းအရာတွေပေါ့နော်ဒီ fashion နဲ့ပတ်သက်ပြီးတော့ဒီ drawing ပိုင်းတွေကိုကိုက portfolio လုပ်တာပဲဖြစ်ဖြစ်နောက်ပြီးတော့ဒီ client စီရှေ့မှာပုံဆွဲရပြတာပဲဖြစ်ဖြစ်နောက် design လုပ်တာပဲဖြစ်ဖြစ်လွယ်ကူတဲ့အရာမဟုတ်ဘူးဆိုတဲ့အကြောင်းလေးကိုတရားသိသိချင်းလို့ပြောပြချင်ပါတယ်ဒီကျေတို့လေ့လာခဲ့တဲ့အရာတွေကိုလည်းဒါတချို့အကြောင်းသားတွေလည်းဝေမျှရင်းနဲ့ဒီဗီဒီယိုလုပ်ဖြစ်တာဖြစ်တယ်နော်အဲ့တော့ဒီ channel နဲ့အတူတူစပြီးတော့ကြည့်ကြရအောင်နော်ဒီ channel ရဲ့ဗီဒီယိုဘယ်လိုပုံစံမျိုးလေးလဲဆိုတာကို okay ပထမဦးဆုံးပြောချင်တာကတော့ဒီချေတို့ fashion illustration ကိုလည်းဒီချေ Procreate လေးနဲ့သုံးပြီးတော့လုပ်ထားတာပါเนาะအဲ့တော့လူရဲ့အချိုးအစားမှာဆိုလို့ရှိရင်ဒီချေတို့အချိုးအစားကိုခေါင်းလေးနဲ့တက်မှတ်ပြီးတော့ခေါင်းအလုံးလေးနဲ့တက်မှတ်ပြီးတော့ဒီချေတို့တက်မှတ်ပြီးတော့ဆွဲတယ်ပေါ့เนาะခေါင်းရဲ့ပုံစံအချိုးအစားကိုလုံးပုံစံမျိုးနဲ့တက်မှတ်ပြီးတော့ဆွဲထားတာတွေ့ရမှာပေါ့နော်လူအချိုးဆိုဒီကျတော့8လုံးလောက်လည်းပဲသုံးတာပေါ့ဒါဆိုရင် fashion ဖြစ်တဲ့အတွက်ကြောင့်လူအချိုးထပ်နဲ့တစ်လုံးပေါ်တဲ့အချိုးကိုယူပြီးတော့ဒါဆွဲလိုက်တယ်အဲ့တော့အဲ့ fashion ဆွဲတဲ့အချိန်မှာလေသူရဲ့ဒီအချိုးအစားလေးတွေကိုလည်းနော်ကိုကလေးလာထားမယ်နောက်ပြီးတော့လို့ရှိရင်အဲ့ဒီ fashion ဆွဲတဲ့ဒီ body ခန္ဓာကိုယ်မှာရှိတဲ့နော် force ပေါ့နော်ဟို way line new line ပေါ့နော်သူရဲ့ position နဲ့ figure ရဲ့တွာလာနေတဲ့သဘောတရားတွေနောက်ပြီးတော့လက်တွေခြေထောက်တွေရဲ့ကြွက်သားတွေနော် anatomy ပေါ့လူရဲ့ anatomy ကိုဒီစားလေးလာမယ်နောက်ပြီးတော့ဦးခေါင်းပိုင်းမှာရှိတဲ့ဒီမျက်နှာပေါ့နော်မျက်နှာမှာဆိုလို့ရှိရင်မျက်နှာရဲ့အချိုးအစားဆိုရှိတဲ့ proportion ပေါ့နော်မျက်နှာအနေအထားတွေ composition တွေလာတွေကိုတိဖို့ထားလေရမယ်ဒီမျက်နှာမှာဆိုအပိုင်း၃ပိုင်းပေါ့နော်ပိုင်းထားတဲ့ဒီပိုင်းမှာဒီမျက်လုံးနှာခေါင်းနှာခမ်းအပြင်နားမှာရှိတဲ့လာတွေကိုတိကျမှန်ကန်အောင်သူကဆွဲတဲ့မှာဒါလေးဒီမျက်နှာနေထားလေးတဲ့သူကသူအော်တိုလှလာမှာဖြစ်တယ်ပေါ့နော်အဲ့တော့မျက်လုံးမှာလည်းမျက်လုံးရဲ့ဆွဲတဲ့နီးစနစ်လေးရှိတယ်နှာခေါင်းဆိုလည်းနှာခေါင်းရဲ့ဆွဲတဲ့နီးစနစ်လေးရှိတယ်ပေါ့နော်အဲ့တော့နှာခေါင်းမျက်လုံးနှာခမ်းပေါ့နော်သူရဲ့ဆွဲသားချက်ပေါ့နော်နီးစနစ်လေးတွေနဲ့နော်ဒီကျတော့ဆွဲရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အဲ့နီးစနစ်လေးတွေကိုလည်းနော်တေချာလေးလာပြီးတော့လို့ရှိရင်လူရဲ့မျက်နှာပေါ့လူရဲ့မျက်နှာမှာဆိုလို့ရှိရင်ဒီကျတော့ဒီအပေါ်မော်တာအောက်ကုန်းလုံးတာဘေးကိုသွားတာဒီဘက်ဘေးကိုလှည့်တာလို့အမျိုးအစားအများကြီးလေလေးလာတယ်လို့ပဲဒီ seven hair ရဲ့ပေါ့နော် rattan ရှိမယ်သူက seven ကောက်တယ်ဆိုလဲကောက်တဲ့ rattan လေးပေါ့နော်ဒီဟိုဖြောင်းနေဆိုလို့ရှိရင်လည်းအဖြောင်း rattan လေးရှိတယ်အဲ့တော့အဲ့ဟာလေးတွေကိုလည်းစနစ်တကျလေးလာပြရတာပေါ့နော်အဲ့တော့ဒီ fashion မှာဆိုလို့ရှိရင်သူရဲ့လိုအပ်ချက်လေးတွေကိုကိုကဒေစာလေးလာမှတာလျင်ဒီ fashion ကိုပန်နိုင်ဆွဲသားနိုင်မှာဖြစ်တယ်ပေါ့နော်နောက်ပြီးတော့သူကဘောနော် fashion ဆွဲတဲ့အချိန်မှာကိုကဒီ accessory ပေါ့မှာဆို nugget တို့ဆွဲကြိုးเนาะအမျိုးမျိုးသောအရာလေးတွေကိုလည်းထည့်သွင်းဆွဲခြင်းအပြင်ပေါ့နော်လူစိတ်ဝင်စားလာစေတယ်ပေါ့နောက်တစ်ခုရှိတာတော့အခုခေတ်မှာကျွန်တော်လွယ်ကူနေပါပြီAI လို့ဘာလို့နဲ့သုံးပြီးတော့ဒါ fashion ပုံစံတွေဟိုလောက်ကြရပါတော့ creation လောက်ကြရပါတော့ဒါပေမဲ့ဒီဆက်ဆိုလို့ကျွန်တော်ကတော့ကိုယ်တိုင်လည်းဘာဖြစ်နိုင်မလဲကိုယ်တိုင်လည်းတင်ထားတင်တယ်ကိုယ်တိုင်လည်းတက်တင်တယ်ပေါ့နော်ဒီလိုဟိုမဖြစ်ဖ ೇನೆ ပေါ့ဒီ AI ကိုပဲအများအားအာမကိုနေတယ်လေပေါ့နော်ဒါ fashion ကိုလေးလာထားတင်တယ်လို့ဒါတွေးမိတာပေါ့နော်နောက်တစ်ခုရှိတာကကြတော့ဒီ fashion မှာဆိုလို့ရှိရင် portfolio လုပ်တဲ့ကလေးလေးရှိတယ် fashion ကိုသူများဒါနိုင်ငံခြားတွေပါတယ်ကြောင်းတက်တဲ့အချိန်ကြလို့ရှိရင် portfolio တင်သွင်းတာရှိတယ်ကိုရီးယားတို့ပေါ့နော်တရုတ်တို့ဂျပန်ဘက်ပေါ့နော်အဲ့လိုမျိုးတွေကြားလို့ရှိရင်ကိုက fashion နဲ့ပတ်သက်တဲ့ဒီ portfolio အကြောင်းတွေကိုမသိသေးတဲ့ခါကြလို့ရှိရင်ဒီလိုဟာမျိုးတွေမလေ့လာမိဘူးအဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အခုဒီဆွဲတယ်လို့တွေပေါ့နော်အဲ့ဒါလေးလာမှုပေါ့နော် fashion မှာလုပ်အချက်တော့ fashion illustration မှာလိုအပ်ချက်တွေလေးလာမယ့်အရာတွေကိုဒီချက်ချပြပြဖြစ်တယ်ပေါ့နော်သူရဲ့ body မှာဆိုလို့ရှိရင်ဒါ body ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေဒီလက်မောင်းတုပ်တွေပေါ့နော်
နောက်ပြီးတော့ရင်ဘတ်ပင်နေရနေတာရင်ဘတ်ကထွက်လာပြီးတော့ဒီခါယူလေးတွေကပင်နာလောက်ကမှရှိတယ်နောက်ပြီးတော့လို့ရှိရင်တင်မဆုံရိုးကဒီလိုလေးပြပုံတန်လေးတွေရှိရပါတော့အဲ့ဒါတွေအများကြီးလေးလာပြရမှာဖြစ်ပါတယ်နောက်ပြီးရင်သူကခြေထောက်မှာဆိုတော့ position ကျတယ်ခြေထောက်အနေထားကိုဟိုဆွဲသားနိုင်ရမယ် position မကျဘူးခြေထောက်ကတမျိုးကြီးဖြစ်နေတယ်ဆိုလို့ရှိရင်လည်းဒါနည်းနည်းဟိုပေါ့နော်လူရဲ့ပုံမှာသွားပြီးတော့ effect လေးတက်ရောက်မှုတွေပေးနိုင်တယ်ပေါ့နော်အဲ့တော့ဒီဟို force ပေါ့နော်သူအကွေးအကောက်ပေါ့နော်အလားမျိုးတွေလေးလာမယ်နောက်ပြီးတော့ fashion illustration ဒီတပုံရဖို့ဆိုတာလိုအပ်တဲ့ဟာတွေကအများကြီးပါပဲ။ဥပမာဆိုလက်တွေဆွဲသားရတယ်။ခြေထောက်တွေဆွဲသားရတယ်ပေါ့နော်။အဲ့ဟာလေးတွေကိုလည်း practice များများလုပ်ရမယ်။လက်မှာဆိုလို့ရှိရင်လည်းလက်၅ချောင်းရှိမယ်။လက်၅ချောင်းမှာလည်းဒီအစစ်လေးတွေအချိုးအစားတွေကိုကိုကတတ်မှတ်နိုင်ရမယ်။ကိုကတိကျနိုင်ရမယ်။အဲ့ဒါတွေကိုလေးချင်းကန်လုံးအဲ့ဒါလေးကိုလေးလာပြီးတဲ့အခါမှာဒီလက်ရဲ့လှုပ်ရှားမှုလေးတွေကိုကိုကဘာလုပ်ရမှာလဲ။ဆွဲသားနိုင်မှာပေါ့နော်။နောက်ပြီးလျင်မြန်တဲ့လက်ရဲ့လှုပ်ရှားမှုတွေကိုကိုကဆွဲသားနိုင်ရမယ်။ခြေထောက်ဆိုလို့ရှိရင်တော့ခြေထောက်ရဲ့ frame ခြေထောက်ဆိုလို့ခြေထောက်ဖနာဝစ်လိုက်ရင်ဘယ်လိုဖြစ်သွားတယ်ပေါ့နော်ဒါခြေထောက်တက်တဲ့ဆိုရင်ဘယ်လိုအနေထားအကုန်လုံးကိုလေးလာထားနိုင်မှာဒီလူရဲ့ခန္ဓာကိုယ်အချိုးအစားတွေအားလုံးလေးလာထားနိုင်မှာဒီ fashion ထဲမှာထည့်သွင်းအသုံးချရတာပို့ပြီးတော့အဆင်ပြေမယ်ပေါ့နော်နောက်ပြီးတော့ဒါတွေကလိုအပ်လို့လားပေါ့နော်အဲ့လိုလိုအပ်လို့လားဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်ပတ်တန်ကြီးချပြီးတော့ fashion ဝိစုံလေးတွေပဲရှုပ်တာတွေပဲရှိပါတယ်အဲ့လားလည်းဒီ body အချိုးအစားလည်းလိုအပ်လို့လားဆိုတော့ကိုကတကယ်တမ်းချွတ်ချင်တဲ့ဒီ body နဲ့ပတ်သက်တဲ့ဟာတွေကိုသိချင်တယ်ဆိုရင်တော့ဒါလိုအပ်ပါတယ်။နော်တကယ်လို့ကိုကမဟုတ်ဘူးဒီအလွယ်လေးပဲသွားမယ်ဆိုတော့ဒါမလိုအပ်ဘူးလို့လည်းပြောနိုင်တယ်ပေါ့နော်။အစင်သင့်ရှိတဲ့အရာမျိုးတွေရှိပါတယ်အဲ့တော့အစင်သင့်လည်းဒါကကိုကလုပ်ယူလို့ရတယ်လို့ပဲဒါမှမဟုတ်ရင်လည်းကိုကပတ်တဲ့2ခု3ခုလောက်နော်အဲ့လိုကြက်ထားပြီးတော့လုပ်လို့လည်းရတယ်ပေါ့နော်fashion ဆိုတဲ့အရာမျိုးကတော့ဒီလူရဲ့ပုံနေတာကြီးဆွဲတတ်ရမယ်အဝတ်အစားရဲ့ဒီဇိုင်းတွေကိုကြီးဆွဲတတ်ရမယ်နော်နောက်ပြီးတော့အဝတ်အစားအတွန်းအခောက်နော်portfolio တင်တဲ့အခါကျလို့ရှင်အဲ့လာတွေကရေးကြီးဆုံးနဲ့မှာပါတယ်ဒီဟာလေးတေးသေးလေးဘာမှမဟုတ်တဲ့ဟာလေးဆိုပြီးတော့နည်းနည်း pattern လေးအသုံးချပြီးတော့လိုမျိုးသွားပြီး portfolio တင်လို့လည်းမရဘူးပေါ့နော်အဲ့တော့ကိုကဘလောက်လေးလာထားလဲကို့မှာဘလောက်ထိစွမ်းရည်ရှိလဲဆိုတဲ့ဟာကိုဒါကဟိုပေါ့နော်တိမှဒါကြောင့်လက်ခံတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့စွမ်းအင်ဘယ်လောက်ရှိတယ်ဆိုတာကိုကိုကပြတာပေးတာနိုင်ရမယ်ပေါ့နော်အဲ့တော့အခုဒီဆယ်တို့ဒါကခန္ဓာကိုယ်မှာဆိုလို့ရှိရင်လည်းတုံးပေါ့နော်အလင်းအမောင်းနောက်ဆုံးအရင်ဆုံးတုံးနော်ဒါကတော့ပကြီးနဲ့လည်းစိစက်မှုရှိတယ်ဆိုတဲ့ဟာလေးကိုပြပြချင်တာပေါ့နော်အဲ့တော့သူကတုံးရဲ့ဒီကာလာဒီဟိုရင်းနဲ့ဆိုင်တဲ့ဟာမျိုးတွေလည်းလေးလာထားတယ်ဆိုရင်ပို့ပြီးတော့တက်ရောက်မှုရှိပါတယ်တော့ဒါ hair style နော်နောက်ပြီးတော့နှကန်းကြီးဆွဲတဲ့ပုံစံမေးရိုးမှာကာလာချဲတဲ့ပုံစံလေးနော်အဲ့လိုမျိုးလေးလေးလာထားဖို့လိုအပ်ပါတယ်နောက်ပြီးရင်တော့ခန္ဓာကိုယ်အချိုးအစား position တွေပေါ့ခန္ဓာကိုယ်ရွေ့လျားမှု position တွေအဲ့ဒီထဲမှာအိမ်လေးတွေဝင်လာကိုစိတ်ဆက်ဒီဇိုင်းပုံစံဖန်တီးတယ်ဒီဇိုင်းပုံစံဖန်တီးတဲ့အခါမှာအိမ်ကြီးကိုနော်ဝေးလိုက်တဲ့အချိန်မှာသူရဲ့အိမ်အသားလေးကဘယ်လောက်တွန်းသွားမလဲဘယ်လိုအတွန်းလေးရှိရဲအလေးအမောင်ပဲနားမှာရှိနေအလားတွေကအစားကိုကနားလည်ထားမှဒီအဝိအစားကဘာဖြစ်လာမလဲဆိုတော့ကြွတက်လာမှာဒီဇိုင်းလေးတွေအပေါ်ထွက်လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ပြီးတော့ texture ပေါ့ဒီအဝိစားထဲမှာအလှ texture လေးတွေထည့်တယ်နောက်ပြီးတော့လဲဟာမျိုးလေးတွေ texture လေးတွေထည့်တယ်အဲ့ဒါလေးရလည်းဒီရေးဆွဲလို့ရှိရင် water color တို့ acrylic တို့နောက်ပြီးတော့ရင် color pencil တို့ cane တို့ ball pen တို့အဲ့လိုအမျိုးသော material တွေသုံးပြုပြီးတော့ရေးဆွဲလို့ရတယ်လို့ကွန်ပျူတာနဲ့လည်းရေးဆွဲလို့ရတယ်။နောက်ပြီးတော့လို့ရှိရင် Procreate တို့ဘာလို့လည်းရေးဆွဲလို့ရတယ်။နောက်ပြီးရင် 3D ပေါ့နော် 3D ဆိုလို့ရှိရင်တော့Marvelous Designer ဆိုရှိတယ်။အဲ့လိုမျိုးတွေနဲ့နေတာပုံဖော်ပြီးတော့ရေးဆွဲလို့ရတယ်ပေါ့နော်။အဲ့တော့ဒီ fashion ကကိုဝါသနာပိုင်းဝါသနာပါတလောက်ထိရောက်စွာကိုလေးလာလို့ရပါတယ်အဲ့တော့ဒီချက်ပြရဲဒါဒီချက်ဆွဲတဲ့ fashion ပုံလေးကတော့ဒါအလွယ်တကူပေါ့နော်ချပြလိုက်တာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီ fashion လေးကိုနေတာလေးလာလို့ရှိရင်ဘာတွေလိုအပ်တယ်ဘယ်လောက်ထိကိုကလေးလာရမယ်เนาะဒီ fashion ပေါ်မှာမှဘယ်လောက်ထိစိတ်ကိုညှိထားမယ်ညှိထားတဲ့နေဆိုတဲ့အကြောင်းအရာလေးကိုသိချင်လို့တရားပြ
ပြပေးထားတာပါတကယ်လို့ကိုကအများကြီးကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ဒီ channel လေးကို subscribe လေးလုပ်ထားပေးပါဒီက step by step လေးပြပြပေးပါဖြစ်ပါတယ်ပေါ့နော် Okay thank you ပါကျေးဇူးပါရှင်